ကျမတို့တွေကလေစိတ်ကျမတို့ရဲ့စိတ်တရားပေါ့နော်သူများတွေကိုလေအရန်ကိုမှာပေါ့နော်သူများတွေကိုအရန်အားကြကြတာရှိတယ်ပေါ့နော်သူများတွေကိုမနာလို့အားကြတာနေပြီးတော့လေမနာလို့တဲ့ဘက်ကိုကူးသွားကြတာပေါ့နော်အဲ့လိုမျိုးမဖြစ်ပါနဲ့လို့စိတ်နေသဘောထားလေးထားတတ်အောင်ဝေးရဲ့ဘဝနဲ့ရင်းပြီးတော့ပေါ့နော်ဒါလေးဝေးပြောပြပေးမယ်နော်တကယ်သူများတွေကိုအားလဲအားမကြနဲ့ရှုံလည်းမရှုံချနဲ့ပေါ့နော်ရှုံလည်းမရှုံချနဲ့အားလည်းမကြနဲ့အားကြတယ်ဆိုပြီးလူတယောက်မှာပေါ့နော်အားတာချစ်ရဲ့အားနေချစ်ရဲ့ရှိရဲ့လူတိုင်းရှိရဲ့နော်မျက်လုံးလေးလှတာမှချောတယ်လို့မဟုတ်ဘူးမျက်လုံးလေးမေးနေရင်လည်းလှတာပဲမျက်ခုံးမွေးမပါမှလှတာမဟုတ်မျက်ခုံးမွေးမပါပဲနဲ့လှတဲ့လူတွေအများကြီးပဲအတားဖြူမှလှတယ်လို့ထင်လားအတားမဲပြီးတော့လှတဲ့လူတွေအများကြီးပဲဟုတ်တယ်မလားအဲ့လိုမျိုးကိုယ့်ရဲ့ဖြစ်တည်မှုကိုကြိုက်ပါကိုယ့်ရဲ့ဖြစ်တည်မှုကိုတန်မိုးထားပါเนาะဝေပြောချင်တဲ့ဥစ္စာလေးကလေအဲ့လိုမျိုးလေးအဲ့ဒါလေးတချို့တွေကပေါ့နော်ဟိုပြိုင်ကိုနဲ့ဟိုလိုမျိုးကိုထက်တာသွားရင်ကွာပြိုင်ဘက်လိုမျိုးထင်ကြတယ်မဟုတ်ဘူးเนาะအမှန်ကလေပြိုင်ဘက်လည်းမဟုတ်ကိုယ့်ရဲ့အားတာချက်လေအားနေချက်တွေလူတယောက်မှရှိရကွာ तू ကကိုထက်တာတိုင်းလဲကိုရဲ့ပြိုင်ဘက်မဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကိုတိတတ်ဖို့ဥပမာပေါ့နော်ကျမရဲ့ဒီဟိုဟာလေးကိုပြောပြမယ်နော်ကျမရဲ့အတွေ့အကြုံလေးပေါ့နော်အဲ့ဒါကျမအရင်တော့အားကြခဲ့ဘူးတဲ့အမတယောက်ရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်လေဟိုဟာသူကပေါ့နော်အရန်တိတ်မလှဘူးပေါ့နော်ကျမနဲ့တော့ဘာသာမတူပေါ့နော်ဘာသာချားပေါ့နော်သူကအရန်တိတ်မလှဘူးသူ့ရဲ့အမျိုးသားအရန်လှတယ်အဲ့ခါကျတော့လေကျမတို့ရဲ့စိတ်ထဲမှာပေါ့နော်ငယ်တုန်းကပေါ့သူကကန်ကောင်းလိုက်တာပေါ့ပြီးတော့လေသူ့အရန်ချစ်တာအဆဆရရပေါ့နော်သူ့ယောက်ျားပတ်စံလည်းရှိရပေါ့နော်အဲ့လိုမျိုးဆိုဖုံးဆိုင်နေပါတယ်ထောင်ထားပေးရတယ်နဲ့အဲ့လိုမျိုးလေးနောက်ပိုင်းတော့ပေါ့နော်ကလေးလေး2ယောက်မွေးတာကန်ရန်ကောင်းတယ်ချောတဲ့လူယောက်ျားလည်းရတယ်ကို့အရန်ချစ်တဲ့ယောက်ျားလည်းရတယ်တထေးလည်းရတယ်ပေါ့နော်ဝေဟာအားကြလိုက်တာအဲ့ခေါင်ကဝေတော့ယောက်ျားမရသေးဘူးပေါ့နော်အပြူပဲရှိတယ်အဲ့လိုမျိုးဆိုအားကြလိုက်တာဆိုအားကြနောက်တော့လေတိတ်မကြောက်ဒီလားဝေတော့5 နှစ်လောက်ကြာတော့သူ့ယောက်ျားဆုံးသွားပေါ့ကလေး2ယောက်နဲ့သူကကြံထားခဲ့ရပေါ့အဲဒါကြောင့်အဲ့ခါကျတော့ကိုကတန်ဝေကရငါတို့အားကြခဲ့တဲ့အမဟာပေါ့နော်အဲ့လိုမျိုးကန်တရားကလူတိုင်းကိုအားကြရမယ့်ဟာမဟုတ်ပေါ့နော်ကိုကန်ဆိုးတဲ့ဟာတွေလည်းရှိတယ်ပေါ့တို့မှလည်းကံမကောင်းတဲ့အရာတွေရှိတယ်ကိုမှလည်းကံကောင်းတဲ့အရာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နောက်တစ်ခုကျတော့လေဝေတို့တွေမိန်းကလေးတွေတခုဥမာပေါ့အရင်တော့ကပေါ့နော်အဲ့ဒါလည်းအဲ့လိုပဲကိုကကလေးမွေးတဲ့ခါကျတော့အမွာလေးမွေးချင်တာတည်မလားအမွာလေးမမွေးတဲ့ခါကျတော့လေအဲ့လိုမျိုးအားကြခဲ့ဘူးတဲ့ဟာရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့ဒါလေးတွေကလေတချို့အရာတွေကြရင်ရတဲ့အရာရှိတယ်တချို့အရာတွေကြမရတဲ့အရာရှိတယ်မရတဲ့အရာလေးတွေဆိုလဲကိုကစိတ်မစင်းရဲနဲ့ပေါ့နော်ကိုနဲ့ထိုက်တန်လို့ဒါလေးတွေရလာတာပေါ့နော်အဲ့ဒါလေးကိုပြောပြတာပါမနာလို့လည်းမဖြစ်နဲ့ပေါ့အားကြစရာလည်းမလိုကိုမှအားတာချစ်တွေလည်းရှိပါတယ်လို့မြင်အောင်ကြည့်ပါလို့အဲ့လေးလာပြောပြတာပါ